အခုဒီနောက်ရောက်နေရကြတော့ကျိုလာရဲ့ night market တခုမှာပေါ့နော်ဒီမှာလေဒီနေ့ကဘာနေလဲတော့မသိဘူးလူအရန်စီတယ်ပြီးရင်ဘန်ကောက်ရောက်တဲ့ခါကျရင်ဒီနေရာမှာကျိုလာမှာချိရဲ့ night market လေးလာကြည့်ပေါ့နော်ဒီမှာဆိုရင်တော်တော်များလူစီရဲ့ဒီလိုမျိုးဆိုင်လေးဆိုတာလည်းအများကြီးပဲနော်ဒီလိုမျိုးကိုရီးယားဆိုင်တွေတရုတ်ဆိုင်တွေအများကြီးပဲပြီးရင်ဒီနေရာကျတော့ local တွေများ local လည်းရှိရဲ့ပြီးရင်foreigner လည်းများတယ်ပေါ့နော်ဒီနေရာလေးကိုဘန်ကောက်ကိုရောက်တဲ့ခါကျရင်ဒီနေရာလေးကိုလာလေကြည့်ပါအရန်ပျော်ဖို့ကောင်းတယ်ပြီးအေးအေးဆေးဆေးလေးနဲ့သွားလို့လည်းကောင်းတယ်ပေါ့နော်ဒီနေရာလေးကပြီးအစားတောက်တွေဆိုတော့လည်းအများကြီးရတယ်ပေါ့နော်ကိုစားချင်တာအများကြီးစားလို့ရတယ်ပေါ့နော်โอเคပြီးပါလေဘာပါလဲမသိအစုံပဲใช่ครับจะเลือกสามารถเลือกกิมจิได้3အားလုံးမင်္ဂလာပါညီနာခုရောက်နေရကြတော့ကျူလာရဲ့ amazing night market နေရာတစ်ခုမှရောက်နေပါတယ်ဒီနေရာလေးမှာဘာတွေရှိလဲဘယ်လိုစားစာတွေရလဲဆိုတော့ညီနာလိုက်ပြပြပါမယ်ရှင်ဒီအားကျတော့တရုတ်စားစာတွေတရုတ်စားစာပေါ့နော်ဒီကောင်ကြတယ်ကျယ်လီတော့တချောင်းကို100အဲ့လိုလားတချောင်းကို100ရှိရ50ရှိရမျိုးစုံမနော် strawberry တွေပြီးရင်strawberry ရှိရဆိုရွတ်သေးရှိရမျိုးစုံပဲအဲဒီမှာဆိုတရုတ်တွေအများကြီးပဲပန် cooking ဒီမှာဆိုတန်းစီနေရကြီးအများကြီးပဲတပုတ်လေးတစ်ချက်တန်းစီနေကြအများကြီးပဲအစားစာလေးဆိုတာလဲတက်တန့်လေးနဲ့ခလုံးစားကျင်ကြလေးဒါဆိုရင်ဝတ်သားกินနေကြက်သားกินနေတစ်ချောင်း15ဘတ်ဒါကြတော့ဝတ်သားပြာနော်ဝတ်သားပြာလဲဒီလိုပဲ15ဘတ်ဒီအားဆိုရင်ဒါလေးဆိုရင်တခွားတီးပေါက်ဆွဲမှတခွားတီးမဟုတ်ကလာတီးအရေးပြီးရင်ဒါကြတော့နက်နက်တီးအရေးအချုပ်ကို50ရှိရအမျိုးစုံပဲပေါ့နော်ဒူးရင်းတီးတွေလည်းပေါ်တယ်ဒီအရေးတွေရှိတယ်ဆိုင်လေးဆိုတာလဲတက်တန့်လေးနဲ့ဆိုင်လေးဆိုလဲထိုင်နေစရာလေးဒီဘက်ခေါ်လုံးဒီနေရာမှာကျွန်တော်များသပုတ်ရိုက်ကြ sorry ညဒီမှာကျွန်တော်များသပုတ်ရိုက်ကြဘောကြလိုက်တာ sorry သပုတ်အရှိဒီမှာတို့ကွဲနေတယ်တပုံရရင်100တပုံကို100ဒီမျိုးလေးပြန်လာမှတစ်ချက်ရလဲတပုံ100နဲ့စကူကြီးနဲ့စကူကြီးနဲ့တပုံ100အတန်းလေးရရှေးပဲနော်ဘဝထဲမှာလည်းရှိရတော့ဒီလိုဆိုင်လေးကြီးပဲထိုင်လေးရဆိုရလဲကလုံးထိုင်နေစရာလေး decoration လေးလည်းလှတယ်အရင်ပဲ
กินหมูไซเน่เจียเจ้าโลพอแล้วมันถือไข่เสือแล้วดิโปเตโต้กระซงอูอลองเลยชีแล้วชีเนาะฮะqua bản นี่เดี๋ยวเรามีบุฟเฟ่ต์สั่งเลยเลยชียังไทยเชอร์เอาไปเลย cái không phải mà lại giờ nóจะกลับ ဈေးလေးရကြတော့ तू ကဈေးဆိုရင်လည်းဒီနေ့မှာကြာတာဈေးကတော့နည်းနည်းလေးတော့မြင့်နေပေါ့နော်ပုံမှန်ချက်နေရာလေးကလာကြည့်ကြလေးဟုတ်ပြီနေရာလေးကလေးလာကျင်စရာလေးအေးစစ်စစ်လေးလည်းဖြစ်တယ်ကွာအရင်ကြီးလည်းအဲ့လိုမျိုးလူအရင်များနေရတာမဟုတ်ဘူးပေါ့နော်ဈေးလေးတွေကလည်းဈေးကြောက်နည်းနည်းလေးဒီမှာကြောက်နည်းနည်းလေးတော့မြင့်တဲ့ဘက်ကိုသွားတယ်အေးစစ်လေးနဲ့အခုချိန်လာရင်ကွက်တိပဲလေလေးနဲ့အေးရယ်ပြီးဆိုတော့နိုင်ငံသားတိုင်းလည်းဒီမှာများတယ်ပေါ့နော်အဲ့လိုတရုတ်တွေရှိတယ်တော်တော်များများပဲဆိုင်ရဲ့ decoration လေးလည်းအရင်မိုက်တယ်ဆိုင်ရဲ့ decoration လေးဆိုတော့အရင်မိုက်တယ်ဒီမှာကျတရုတ်စားစာတွေအရင်ပေါ်တယ်ဒီမျိုးရှုပ်ကလေးတော့ไม่ต้องผัดพีชไงมีผัดพีชด้วยใส่นี่ดิอ่ะအရင်လာတယ်ဒီရလေးကကြာဓပုံရိုက်တဲ့နေရာဒါကြာဒီလိုမျိုးဓပုံရရင်ဒီလိုမျိုးဓပုံဆိုရင်100ဒီနေရာကိုရောက်တဲ့ခါကျရင်အမှတ်တရဆိုပြီးဓပုံဓပုံယူရလို့ရတယ်ပေါ့နော်တစ်ခါရရင်100အရင်ဆုံးပတ်စံကိုအရင်ရှင်းရတယ်ပေါ့สแกนเสร็จแล้ว9วิมันจะเริ่มเรียนนับถอยหลังครับ อ๋อโอเคเร็วที่ยังมันนะมันดูชิโตโกนั่นเลยเนี่ยเยอะสุดเลยอ่ะได้เกณฑ์ลูกเดียวใช่ไหมโอเคไม่ขอบคุณเยอะสุดเลยอ่ะโอเคจะมองยากเลยไม่ใช่เดียวဒီနေ့လူများတယ်ဒါကြောင့်ဘန်ကုတ်ခင်းမှာပေါ့ဘန်ကုတ်ခင်းဆိုင်မှာဆိုင်ရတော့ဒီလိုမျိုးတရုတ်ဆိုင်စာပုံစံမျိုးပေါ့နော်တန်းစီနေရတရုတ်တွေကြီးပဲဒီမျိုးforeigner တွေတော်တော်များများပဲအများကြီးပဲ你好，请坐。面店1楼有冬阴功妈妈面，2楼有空调，有冷气，请来里面坐。မီဒီ restaurant မှာတော့ဒီလောက်စီများဝက်ဆိုင်မှာလူအရန်များတယ်ပေါ့နော်ဒီနေ့လူအရန်စီရခိုင်းဆိုဒီလောက်ထိမစီဘူး
ရောက်တဲ့ခါကျရင်ဒီနေရာလေးကိုလာတင်တယ်ဒီနေရာကျတော့ကျူလာမှာပေါ့နော်ကျူလာရဲ့နိုင်မာကပ်ပါဒီနေရာလေးကကျတော့အဲ့ကလေးဟိုရှိရနေရရမှာဒီမှာဆိုရင်တော့လူကတော့အများကြီးတော့မများဘူးပေါ့နော်တလားတတိလေးပဲขนมปลามังกรค่ะTikTok Shop ตอนใหม่ ဒါတော့ညီတို့မြန်မာလို့ခေါ်မယ်ဆိုတရားဖျောင်းမို့ဟုတ်လားမသိဘူးစပတီဒါကကြတော့မောင်လီမီယာ เขาอยู่ไกลเจ๊กบไม่ทำแต่มันหนาไม่ให้เขาทำเอง အာလူကြော်ရှိမယ်စက်တုပ်ကြော်ရှိမယ်ပြီးရင်ဒီလိုမျိုးပြောင်းမှုကြော်ရှိတယ်ယေးရပါပြီတောက်ကြည့်မယ်နို့ရယ်အုံးသီးရယ်ပြီးရင်ဒီဂျယ်လီအမဲရောင်ရယ်ထားလို့အရင်ကောင်းတာအချို့ပို့ထည့်ခိုင်းတာပဲမယ်အရင်မရှိဘူးတောက်လို့ကောင်းတယ်စစ်စစ်လေးပြူလာတဲ့ခါကျရင်ဒီဟာလေးဒီဆိုင်လေးမှာဝယ်တောက်ကြည့်တကယ်တောက်လို့ကောင်းတယ်အရင်သေးတဲ့တန်တယ်ပေါ့နော်သူပေးရတဲ့တန်တယ်တန်တယ်သူကဆိုရင်ဒီလိုမျိုးအောက်ခါတိုးရှိတယ်ဒီလိုမျိုးနို့ရှိတယ်ဂျယ်လီအမဲရှိရယ်ဒီလိုတာကူနဲ့လည်းရှိရယ်ဒါတော့ ice cream လည်းရှိရယ်နော်အစုံလည်းရှိရယ်ဒါတော့အုံးရည်လည်းရရယ်နော်เดี๋ยวรอต้มอันนี้เพิ่มแป๊บนึง โอเคได้ก็ได้ค่ะမင်းတို့ကအများကြီးရတယ်ဒီလိုမျိုးဒါကတော့နို့နဲ့ပြောင်းမှုနဲ့ရှိရယ်ဒီလိုမျိုးရေခဲကြည့်ကိုမှရေခဲကြည့်ကိုမှဒီလိုမျိုးတောက်ကြောမဲရှိရယ်ပဲရှိရယ်ပဲမျိုးစုံပေါ့နော်မင်းတို့တွေကအများကြီးပဲတစ်ခွက်ကို50ရှိရယ်60ရှိရယ်တက်ဆာကကြတော့အစုံလုံးဒီပဲကိုအစုံလုံးရောပြီးတော့တပွဲမှာလိုက်တယ်တပွဲအဲ့လိုမျိုးအစုံဆိုရင်60လားတော့မသိဘူးရေခဲကြည့်ညီမတို့ခေါ်ရေခဲကြည့်ဒါကြောင့်ထမ်းမြစ်လားမသိဘူးဟုတ်လားဘာလဲမသိဘူးထမ်းမြစ်တော့ထမ်းမြစ်ပဲဒါကြောင့်ကြောက်ကြုံမယ်ဒါကြောင့်ပဲရှိတယ်ပဲတော့ခေါ်လို့မသိဘူးဟိုကကြောင့်လင်းကြည်လားဟုတ်လားလင်းကြည်ယိုလားမသိဘူးဒါကြောင့်ပါလဲဖယုံယိုလားမသိဘူးอันนี้คืออะไรคะ มันฝรั่งค่ะโพเทโต้ อ๋อ potato อ๋อโอเค โพเทโต้ ก็สำหรับเรื่องเราติดอ่ะอ๋อเดี๋ยวตากูบะ ต้องไม่ขายใน
ต้มใหม่เนาะเดี๋ยวต้มอันใหม่ให้ตอนตักไข่จะได้สวยๆใช่ครับมาจากไหนคะ มาจากเมียนมาค่ะ โอ้สวัสดีค่ะสตาร์ทออนเด็ก หนูไม่ใส่อันนี้ อันนี้ไม่มีเล่าเดียวถามว่ามาหน้าเขาไม่ได้เลย ถั่วทานได้ไหมคะถั่วลิสงทานได้ไหม ဒါမြန်မာလိုခေါ်မှဆိုရင်ခါလူစားလိုပုံစံမျိုးပေါ့နော်ရကြအောင်ထညက်ရည်ထညက်ရည်စမ်းတာโอ้ ใส่ทุกอย่างไหมคะใส่ทุกอย่าง ขอบคุณค่ะအဲ့ဒါပါပြီဒါလေးကတော့ရေခဲကျုံမှာအထဲမှာသူကပဲတွေတာကူတွေတက်ကြောတွေပါတယ်အစုံပဲပုံမှာကျတော့ဒီလိုမျိုးမြေပဲလေးဖြန်းလာတယ်စားကြည့်မယ်ဒီနာမှာလာကျတာတပွဲကျတော့90ပေးရတယ်တပွဲကို90ဆိုရေဆိုရသူကလေအချိုကြတဲ့သူဆိုဒါလေးတောက်လောက်ကနာแต่บาลีแล้วไม่ดูบาลีแล้วไม่ดูทุกๆเนี่ยต้องการแต่เว้ยมา50ပဲရှိရပေါ့နော်သူလုံးနေရကြတော့အမဲရအောင်သူ့မှာကြကလာတော့အစုံရှိရယ်ဖြူလေးရှိရယ်ပြားလေးရှိရယ်မျိုးစုံတော့ကလာမျိုးစုံနဲ့ဘာမှမလဲဆိုတော့တစ်ခါမှတော့မစားဘူးဒီစားကြည့်မယ်ကိုလိုမျိုးနဲ့တူတယ်ဗာလဲတော့မိုက်ฟ้าတက်တော့မှာထိုးရင်ခိစားရတဲ့ SMS ဘတ်ကစားကြီးရပါလဲမသိဘူးအိုင်ရိုက်ရโอเคသူကအဲ့လိုမျိုးလေးအော်ဟောက်ချွန်းတော့ကောင်းတယ်ငါတယောက်လို့ထင်ကြတာမသိဘူးဟုတ်ပါဘူးတခါမှမစားဘူးHalloween color อ๋อนี่น่าสาเนี่ยจ้ะที่อะไร อันนี้เจใช่ไหมใช่ครับเจเจ๊หมดเหรออยากกินโซนไหนสั่งได้นะครับสปาเกตตี้เจนะครับขอถ่ายสลิปเป็นว่า40ใช่ไหมครับผมขอบคุณครับเดี๋ยวรอสักครู่นะครับพี่ยาปีโอเคแล้วก็อันนี้ด้วยค่ะဒါကြတော့မိုးကြီးခရင်ရှိရနာစားတာကြဒီမိုးကြီးခရင်ရှိထဲမှာသူကကြတော့ကိုကြိုက်တာကိုကြိုက်တဲ့အမြင့်ကိုကြိုက်လို့ရွေးလို့ရတယ်ပြီးအသီးရလည်းကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာ3မျိုးစီသူကရွေးလို့ရတယ်နာယူရာကြတော့ဒီလိုမျိုး strawberry အော်စပြုတ်သေးရှိတယ်ဒါလာဘူးလေးရှိတယ်ဒီကောင်ကြတော့ strawberry ရှိရယ်နော်ဟင်နာတီဝေးမယူ
3မျိုးပါ3မျိုးရတယ်သူက 朱宝是那毛妹了。 ใช่ครับจะเลือกสามารถเลือกกิมจิได้3อย่างครับลูกค้าแล้วก็ผลไม้3อย่างครับผงทุก1อย่างครับต้องสอบถามว่าลูกค้าทานเจไหมคะลูกค้าถ้าไม่ทานเจก็ออริจินอลก็เป็นที่แนะนำนะคะลูกค้าแต่ว่าตัวนี้ตัวกิมจิตัวอื่นเราเป็นเจค่ะยกเว้นออริจินอลเอาเป็นสั่งได้เลยครับเอาเป็นสตรอเบอรี่ မိုဂျီခရင်ဂျယ်လီတစ်ခါမှမစားဘူးဒီလိုမျိုးအထဲမှာသူကကြောက်အဲ့လိုမျိုးအသီးတွေနဲ့ရောထားပြီး ice cream တွေနဲ့ရောထားပါတော့ဒီပေါ်ဟာတစ်ချက်စားညွတ်မုံဖတ်ပဲမရှိဘူးနည်းနည်းလေးချင်းချင်းလေးနဲ့စားလို့ကောင်းတယ်အဲ့လည်းမအေးဘူးစားကောင်းတယ်ဘလို့လည်းမသိဘူးအရင်လည်းမရှိဘူးနော်စားကောင်းတယ်အခါမှမစားဘူးတဲ့သူချင်းဒါမျိုးလေးဝယ်စားကြည့်ပေါ့နော်စားလို့လည်းကောင်းတယ်အထူးဆန်းလည်းဖြစ်တယ်ပေါ့နော် Okay let's go ဒါကြတော့ဒါရနာအကုန်လုံးစီဒီတွေကနေပြီးတော့ရလာတဲ့မုတ်တွေပေါ့နော်အကုန်လုံးဒီကောင်ကကြတော့ရနာဆော့ဆော့စားပြရတယ်မိုဂျီခရင်ရှိပေါ့နော်အထဲမှာကြသူကအဲ့လိုမျိုးခရင်နေနဲ့ရောထားတယ်ပြီးအသီး3မျိုးပါတယ်အဲ့လိုမျိုးအပေါ်ကနေပြီးတော့ဒီလိုမျိုးမုတ်လေးဖြန်းထားရပေါ့နော်ဒါလေးကတစ်မျိုးပါတယ်ပြီးရင်ဒီကောင်ကကြတော့ဒီမှာလဲရေခဲတုတ်တပွဲပါတယ်သူ့ထဲမှာဆိုရင်တာကူပါတယ်ပဲတွေပါတယ်အစုံပဲပေါ့နော်ဒီထဲမှာဆိုဒါကြတော့ခေါ်လုံးမတက်ဘူးဒီမုတ်ကဘာမှမလဲမသိဘူးတီးရလူကြီးတီးတဲ့လူရှိရင်တော့ဖြေပြပါဦးဒီမုတ်ကဘာမှမလဲမသိဘူးပေါ့နော်တပွဲကိုဒါလေးတစ်ဖာကိုတရားပေးခဲ့ရတယ်နော်ဒီအားကြတော့စပါဂက်တီစားကျင်လို့ပိုက်ဆိုင်လို့စပါဂက်တီတပွဲမှာလာတယ်ဒီကောင်ကကြတော့ဒါလည်းရေခဲတုတ်ပဲအထဲမှာပဲပါတယ်အဲ့လိုမျိုးတာကူပါတယ်အုံသီးပါတယ်စားလို့လည်းအကုန်ကောင်းတယ်โอเคဒါလေးကိုအကုန်လုံးရင်နာပြန်စားပါမယ်ရှင်ဒီကောင်ကိုအရင်စားမယ်ဒါလေးနည်းနည်း
ဘန်ကောက်ရောက်တဲ့ခါကျရင်ဒီနေရာလေးလာကြည့်ဒီနေရာကကျတော့ကျူလာနိုင်မှာကပ်ပေါ့နော်ရှင်လာရောက်နေကြကျူလာနိုင်မှာကပ်ပါပြီးတော့ဗာနဲ့နီးလဲဆိုတော့ကျူလာကျောင်းနဲ့နီးရနော် University ကျောင်းနဲ့နီးရဒီနေရာလေးကကျမီနူတွေတော်တော်များများကိုမစားဘူးတဲ့မီနူတွေအများကြီးပဲပေါ့နော် sorry okay ဒါတော့ရင်လားစားကြည့်နေတဲ့စပါဂက်တီပါစပါဂက်တီစားမယ်အများကြီးပါတယ်ပေါ့နော်သူအထဲမှာအဲ့လိုမျိုးအသားလုံးနဲ့အသားဖက်လည်းပါတယ်ပုံမှာကြတော့ကြည့်ပါပါအပေါ်ကကျတော့အသားတို့လေးသူကဖြန်းထားတယ်အသားတို့အောက်မှာမှအသားပါတယ်ပြီးစပါဂက်တီပေါ့နော်အနက်လေးကမွမွေးလေးမာလာသူလုပ်ပြလိုက်တာဒီနာမာလာနဲ့လုပ်ပြလိုက်တာစားကြည့်ပါမယ်အဲ့မှာပတ်နေရပူပူလေးရှိသေးရစားလို့ကောင်းတယ်ဒီရတာလို့ရတာရှိပါတယ်မဆိုမရှိအရင်မငောင်းစိတ်လေးနဲ့ဆောက်လို့ကောင်းတယ်နည်းနည်းအရှင်သက်လေးနည်းနည်းပါတယ်ရှိပါနော်ပြီးအနဲ့မလာနဲ့မှုံမွေးလေးနဲ့ဆောက်လို့ကြကောင်းတယ်โอเคဒါတော့တရဝါလေးတွေအစုံပဲတရဝါလေးရှိရတရဝါလေးအစုံပဲကြက်တွေရောဝက်တွေရောခွေးတွေရောမြောင်းတွေရောအမျိုးစုံပဲเนาะကြွက်လေးတွေရောယုံလေးတွေရောအများကြီးပဲဒီများကျတော့တပုံတော်တော်များများတပုံရိုက်တဲ့နေရာโอเคဒီနားလေးရောဒါတော့ရင်တော့ပြန်နေပါပြီနောက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့တယောက်ချင်းသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြပါမယ်ရှင်ဘိုင်ဘိုင်